ရဲ့ကလေးငယ်လေးကိုချစ်ခင်စွာပုတ်တက်ပေးနေတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့နတ်ဆိုးဘရင်စီကသူ့ကလေးဘေးကင်းတယ်လို့ယုံကြည်ပြီးသူ့မျိုးနွယ်စုကိုပြန်သွားပြီးစားခွင့်ပေးလိုက်တယ်ဒါပေမဲ့တနာစရာနတ်ဆိုးလူသားတွေကသူချစ်ရတဲ့ကလေးကိုတင်မင်းမုန်းနဲ့ချီနှောင်ထားတယ်ဆိုတာသူလုံးဝမသိခဲ့ဘူးအချိန်ထဲမှာပဲဂျက်ဆိုတဲ့မြားပြစ်သမားကြီးတယောက်ဟာပုံအောင်နေတဲ့သူကနတ်ဆိုးဘရင်ကိုတက်တက်ချိန်လိုက်တယ်သူပြစ်လိုက်တာနဲ့နတ်ဆိုးဘရင်ရဲ့ကိုရန်တော်တွေကသူတို့ရဲ့မော်တိုင်းတွေကိုမြှောက်လိုက်တဲ့အခါများကလေထဲမှာလွင့်စင်သွားတယ်နတ်ဆိုးဘရင်ကတယောက်ယောက်ကသူ့အသက်ကိုလိုက်ရှာနေတာကိုခန်းစားလိုက်ရတယ်သူ့တက်ခွဲတစ်ခုလုံးကိုချက်ချင်းဆင့်ခေါ်လိုက်တယ်ဂျက်ကလက်မလျှော့ဘူးသူထက်ကြိုးစားပေမဲ့အတူတူပဲဖြစ်သွားခဲ့တယ်နတ်ဆိုးဘရင်ရဲ့ဒိုင်းတွေကသူ့ကိုကယ်တင်ခဲ့တယ်ကြက်လုံးကပျက်စီးသွားပြီးအခုနတ်ဆိုးဘရင်ကသူ့ကိုမြင်သွားပြီးသူကချက်ချင်းပဲတိုက်ခိုက်ဖို့အမိန့်ပေးခဲ့ပြီးနတ်ဆိုးထောင်ပေါင်းများစွာကဂျက်ပုံးနေတဲ့အဆောက်အုံစီကိုအပြေးလွှားရောက်လာကြတယ်အဲ့ဒီအချိန်မှာပဲဂျက်ရဲ့ညီမဝင်လာခဲ့တယ်သူမကသူမရဲ့ဘေးကင်းရေးကြိုးကိုပြင်ဆင်ပြီးသူတို့နှစ်ယောက်အဆောက်အုံထဲကနေပြန်ထွက်သွားကြတယ်လေထဲမှာတွဲလောင်းကြနေတဲ့ဂျက်ကနောက်ဆုံးခွင့်ရေးတစ်ခုကိုမြင်လိုက်တယ်သူဟာအုံနောက်ကိုတုံးပြီးနတ်ဆိုးတွေကိုအာယုံလွဲဖို့ကြောက်ခဲတစ်လုံးကိုအောက်ကိုပစ်ချလိုက်တယ်နတ်ဆိုးတွေမောကြည့်လိုက်တဲ့အခါဂျက်ကနောက်ထပ်များတစ်စင်းကိုပစ်ချလိုက်တယ်နတ်ဆိုးတစ်ကောင်ကလေထဲမှာများကိုမျိုးချလိုက်ပေမဲ့သူ့ကိုယ်သူတင်မင်းနဲ့ပွေ့ပတ်ထားမိမှန်းမသိလိုက်ဘူးနောက်တစ်ခဏမှများကနတ်ဆိုးငယ်လေးနဲ့ကတ်ထားတဲ့ဘုံတစ်လုံးကိုပောက်ကွဲစေခဲ့တယ်။ဘုံကြီးတစ်လုံးပောက်ကွဲပြီးမိရှန်တွေကနတ်ဆိုးအားလုံးကိုဝါမျိုးချလိုက်တယ်။နတ်ဆိုးဘရင်တိတ်ဆုံးသွားပြီးထောင်ပေါင်းများစွာသောသူ့ရဲ့တပ်ဟာကတ်ထူဘုံတစ်ပုံကိုပြန်ကျဲသွားတယ်။